အားလုံးပဲမင်္ဂလာပါဘေးရနှစ်ခွက်ကမိတ်ဆွေကိုညံပိုကောင်းစေသလားအရက်တောက်တာအလုံးတက်မကောင်းဘူးလို့အားလုံးကလက်ခံထားကြတာပါဒါပေမဲ့ကျွန်တော်တို့ Iris Weiner ရဲ့ The Geography of Genius ဆိုတဲ့စာအုပ်ထဲမှာတော့မထင်မှတ်ထားတဲ့သူ့သဒ္ဒနာတစ်ခုအကြောင်းပါလာပါတယ်အဲ့ဒါကတော့2012ခုနှစ်မှာ2012ခုနှစ်က University of Illinois ကလုပ်ခဲ့တဲ့ Anchoring the Muse ဆိုတဲ့စိတ်ဝင်စားစရာသူ့သဒ္ဒနာပဲဖြစ်ပါတယ်ဒါဆိုသူတသနာကဘာကိုစံသတ်ခဲ့တာလဲသူတို့ဟာလူ40ကိုအုပ်စုနှစ်ခုခွဲလိုက်ပါတယ်အုပ်စု A ကကြတော့ဘီယာနှစ်ခွက်တောက်ထားတဲ့အုပ်စုဖြစ်တယ်အလကိုဟာပါဆန်ဆိုရင် 0.075% တောက်ထားတဲ့အုပ်စုအုပ်စု B ကကြတော့အရဲဘီယာလုံးဝမတောက်ထားတဲ့အုပ်စုဖြစ်ပါတယ်အဲ့ဒီအုပ်စုနှစ်ခုကိုဖန်တီးနိုင်စွမ်းတိုင်းတာတဲ့စကားလုံးပဟေဒီ IRT test တွေကိုတွက်ခန်းလိုက်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ logicအရာဆိုရင်မတောက်ထားတဲ့သူတွေကပိုပြီးမြန်ရမှာမဟုတ်ဘူးလားအဲ့ဒီမှာမထင်မှန်းထားတဲ့ရလက်တွေထွက်လာပါတယ်ရလက်ကတော့ကျွန်တော်တို့အဲ့ဒီမှာသူ့သဒ္ဒနာလုပ်တဲ့လူတွေအကုန်လုံးကိုလည်းအင်းအားသင်စေခဲ့ပါတယ်အဲ့ဒါဘာလဲဆိုတော့အရက်အနေငယ်တောက်ထားတဲ့အုပ်စုဟာပဟေဒီတွေကို40%ပုံမှန်အောင်ဖြေနိုင်ခဲ့ပါတယ်ပို့ပြီးတော့40ကန်လောက်ကိုပို့ပြီးမြင်နေခဲ့တာကိုတွေ့ခဲ့ရပါတယ်သူတို့ဟာလည်းအဖြေကိုတဆင့် step by step စဉ်းစားတာမဟုတ်ဘဲနဲ့လက္ခဏာသိမြင်တဲ့ arc movement နဲ့အဖြေထုတ်လိုက်တာကိုလည်းတွေ့ရှိခဲ့ရတယ်လို့ပြောပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ physics သဘောတရားအနေနဲ့ကြည့်မယ်ဆိုရင်ဘာကြောင့်ဒီလိုဖြစ်တာလဲ။အဲဒီမှာဆရာဝန္နာကတော့ကျွန်တော်တို့ဒီ diffuse attention ဆိုတဲ့သဘောတရားနဲ့ရှင်းပြထားပါတယ်။လူတွေဟာအမုန်းပြင်းနေတဲ့အချိန်အရက်မတောက်ထားတဲ့အချိန်မှာဦးနောက်က focus mode ထဲမှာရှိပါတယ်။ physics အရဆိုရင်physics သဘောတရားအရဆိုရင်စွမ်းအင်တွေကိုတနေရာထဲမှာစုထားသလိုဖြစ်လို့ကျွန်တော်တို့ဒီ linear ပုံစံတွေတွက်တဲ့အချိန်ပေါ့လေ1 + 1 = 2စတဲ့ပုံစံတွေတွက်ဖို့ကောင်းပေမဲ့လို့ credit idea ပေါ့လေဖန်တီးတီထွင်နိုင်တဲ့အတွေးခေါ်တွေအတွက်ကြတော့အဟံတာဖြစ်စေတာကိုသူတို့တွေ့ရှိရပါတယ်အရက်ကဥနှောက်ရဲ့စစ်ထုတ်တဲ့စနစ်တွေကိုချောချလိုက်တယ်လို့ဆိုပါတယ်ဒီအဲ့ဒီနေရာမှာလဲကျွန်တော်ယူပဗေဒသဘောအရဆိုရင် resistance ဆိုတဲ့ခုခံမှုရောတော့တာပါဒီနေရာမှာဥနောက်ရဲ့စစ်ထုတ်တဲ့စနစ်ဆိုတာပါလဲအဲ့ဒါကြတော့ကျွန်တော်တို့ဒီ NLP Neo Linguistic Programming ဆိုတဲ့ပညာရပ်မှာကြတော့ဥနောက်ဟာစစ်ထုတ်တဲ့စနစ်ထဲမှာကျွန်တော်တို့ DDG ဆိုတာကိုလုပ်ပါတယ်ဥပမာပြင်ပမှာဖြစ်ရတစ်ခုဖြစ်တဲ့အချိန်မှာကျွန်တော်တို့တစ်ခုခုအာရုံစိုက်တဲ့အချိန်မှာမလိုအပ်တဲ့အရာတွေကိုဖေရှားလိုက်တာတွေရှိတယ်ပြီးတော့ကျွန်တော်လိုရာတွဲလိုက်တာတွေရှိတယ်ပြီးတော့ခြုံငုံပြီးတော့ကောက်ချက်ချလိုက်တာတွေရှိတယ်အဲ့ဒါကို DDG လို့ခေါ်ပါတယ်ဥနောက်ရဲ့ filter ထဲမှာ delete လုပ်မယ် distortion လုပ်မယ် generalization လုပ်မယ်ဆိုတဲ့ဟာတွေရှိပါတယ်အဲ့ဒါဥနောက်ရဲ့စစ်ထုတ်တဲ့စနစ်တွေဖြစ်ပါတယ်အဲ့ဒီအရေးတောင်းတဲ့အချိန်မှာလူဒီဥနောက်ရဲ့စစ်ထုတ်တဲ့စနစ်ကို resistant ခုခံမှုကိုလူကအရက်ကရောတောင်းအောင်လုပ်လိုက်တာလို့ဆိုပါတယ်အဲ့ဒီအခါမှာပုံမှန်ဆိုရင်ဒီအရာတွေကမဆိုင်ဘူးဒီအတွေ့တွေကမဆိုင်ဘူးလို့ဥနောက်ကပေရှားလိုက်မဲ့ပေါ့လေအတွေ့အစားလေးတွေ nice တွေပေါ့လေအဲ့ဒီ nice တွေဟာအရှင်းရှင်းရှေ့ဆက်မိတော့ပြီး idea အသစ်တွေထွက်လာတယ်လို့ဆိုပါတယ်Okay ဒါဆိုဒီနေရာမှာကျွန်တော်ဆွေးနွေးတော့တာကကြတော့ဒီအရင်ဘီယာနှစ်ခွက်ဟာကျွန်တော် genius ဖြစ်စေမှာလားဆိုတဲ့အကြောင်းအရာကိုသူသဒ္ဒနာတွေ့ရှိချက်တွေနဲ့ဆွေးနွေးတော့တာဖြစ်ပါတယ်ဒါဆိုဒီနေရာမှာတတိပြုရမယ့်အချက်လေးတွေရှိပါတယ်ဒီသူသဒ္ဒနာမှာဖော်ပြထားတာကကြတော့ဘီယာနှစ်ခွက်အလကိုဟာပါဆန် 0.075 အနည်းငယ်တောက်သုံးခြင်းအတွက်သာဖြစ်ပါတယ်တကယ်တော့သွေးထဲမှာအရက်ပမာဏ 0.08% ကျော်သွားရင်တော့ဒီ physics သဘောတရားအရဆိုရင်system collapse ဖြစ်ပြီးတော့ဦးနောက်ကအလုံးမလုံးနိုင်တော့ပါဘူးအဲဒါကြောင့်ကျွန်တော်တို့ဒီညမှာတတိပြုဖို့အရေးကြီးပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီသုတနာကကျွန်တော်တို့ဒီစိတ်ပညာနဲ့ NLP လေ့လာသူတွေအတွက်ကြတော့စိတ်ဝင်စားစရာအချက်တစ်ခုကိုပေးခဲ့ပါတယ်ကျွန်တော်တို့ကအရက်မလို့ပဲနဲ့ကောဦးနောက်ရဲ့ဒီလို resistant ယုံနေတဲ့အခြေအနေ diffuse state လို့ခေါ်တဲ့ resistant ယုံနေတဲ့အခြေအနေကို NLP နည်းစနစ်တွေနဲ့ဘယ်လိုမျိုးရယူလို့ရမလဲဆိုတာကိုကျွန်တော်တို့မေးခွန်းထုတ်ကြည့်တယ်။ထုတ်ကြည့်တဲ့အချိန်မှာကျွန်တော်တို့ရဲ့ NLP နည်းစနစ်တွေမှာဒီလိုမျိုး diffuse state တွေကိုသုံးလို့ရတဲ့ technique တွေအများကြီးရှိတာကိုကျွန်တော်တွေ့ရပါတယ်။ဒါတွေကိုကြတော့ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာဆက်လက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်။မိတ်ဆွေတို့တော့အကျိုးရှိမယ်လို့ယုံကြည်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိနားထောင်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။အဲ့တော့ bye for now ပါ။